comment လည်းကျွန်တော်ဖြေမယ်နော်တကူမှဆော့ဆော့တဲ့သူဆိုရင်ဘယ်လိုသုံးတယ်လဲဘာတွေသုံးတယ်လဲသူဆိုတော့ဘယ်လို supplement သုံးတယ်လဲလို့မေးအောင်နော်တကယ်လို့ comment မေးတဲ့ညီကိုကပိန်သေးတဲ့ skinny body type မျိုးစားဖြစ်တယ်ဆိုရင် mask gainer လို့ supplement မျိုးသုံးတယ်နဲ့အခုတို့ VH ထဲမှာဆိုရင်Macamel ရှိမယ် Harman ရှိမယ် Clayman ရှိမယ် Van Ultraman ရှိမယ်ဒီလိုမျိုးခန္ဓာကိုယ်ဒုတယ်တင်တဲ့ mask gainer supplement တွေသုံးဆွဲပြရတယ်ဒါမှမဟုတ်ဘဲနဲ့ကိုယ်ခန္ဓာကိုယ်ကပိန်လည်းမပိန်ဝါလည်းမဝဘူးပုံမှန် body type မျိုးစားတွေမှာပါတယ်လို့ဆိုရင်တော့weight supplement တွေသုံးဆွဲတယ်နော် VH ထဲမှာဆိုရင်တော့ကျွန်တော်တို့ real weight ရှိမယ်ပြီးရင် band weight ရှိမယ် band iso 0 iso pro အဲ့လိုမျိုး weight protein မျိုးစားတွေသုံးဆွဲတယ်ပေါ့နော်ဒါမှမဟုတ်ဘဲနဲ့ကိုကဒီ protein ဆေးတွေအကြီးလို့ဝယ်မတောင်းနိုင်ဘူးဈေးနှုန်းသင့်တဲ့ supplement သုံးချင်တယ်ဆိုရင်တော့ creatine လို့ supplement မျိုးသုံးဆွဲလို့ရတယ် creatine မှာဆိုရင်ကျွန်တော်တို့ VH ထဲမှာဆိုတော့ VH creatine ရှိမယ် band creatine ရှိမယ်ပေါ့နော်အဲ့ဆိုတော့သိပါမှထင်တယ်ဒါတကယ်လို့ကိုကအသေးစိတ်ကိုဒီထက်ပိုပြီးသိချင်တယ်ဆိုရင်တော့ဒီ paste messenger မှာလာပြီးတော့အသေးစိတ်လာပြီးတော့မြင်မြင်နိုင်တယ်တကယ်လို့ဒီသုံးနေတဲ့မိတ်ဆွေရရတယ်ဘယ်လို supplement မျိုးသုံးနေလဲဆိုတော့ comment ထဲမှာဝင်ရောက်ရေးသွားပြီးရတယ်ကြည့်ပြီးရကျေးဇူးတင်ပါတယ်